မြန်မာနိုင်ငံအတွင်းရှိဘုန်းကြီးကျောင်းများနဲ့သီလရှင်ကျောင်းများတွင်လိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များစီးနင်းခြင်းနှင့်လက်ဝယ်ထားရှိခြင်းမရှိစေရန်ဇွန်လ4 ရက်နေ့ရက်စွဲဖြင့်ပြည်내သံဃနာယကအဖွဲ့မှညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်းသိရပါသည်။လိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်စီးနင်းခြင်းလက်ဝယ်ထားရှိခြင်းများကိုစီမံချက်ချပြီးအရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့်ဆရာတော်ကြီးများအနေဖြင့်သက်ဆိုင်ရာတန်ခနာယကအဖွဲ့များမှတဆင့်ဘုန်းကြီးကျောင်းများသာသနာ့နယ်ဝင်သီလရှင်ကျောင်းများတွင်လိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များစီးနင်းခြင်းလက်ဝယ်ထားရှိခြင်းမရှိစေရေးလိုအပ်သလိုမိန့်ကြားလျှောက်ထားပေးပါရန်ညွှန်ကြားစာတွင်ဖော်ပြထားပါသည်။သို့ဖြစ်ပါ၍သက်ဆိုင်ရာရက်ကွက်ကျေးရွာအုပ်စုအတွင်းမှရှိတဲ့ကျောင်းတိုင်းများသီလရှင်ကျောင်းများအားအမြန်ဆုံးသိရှိလိုက်နာစေရေးနှင့်စီးနင်းခြင်းလက်ဝယ်ထားရှိခြင်းမပြုရန်ညွှန်ကြားစာတွင်ပါရှိပါသည်။ညွှန်ကြားစာမှာပြီးခဲ့တဲ့ဇွန်လ1 ရက်နေ့ကစတင်ကသက်ဆိုင်ရာလိုင်စင်မဲ့မော်တော်ယာဉ်များလိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားစီမံချက်ဖြင့်ဖမ်းဆီးနေမှုနှင့်ဆက်ဆက်နေကြောင်းနှင့်သက်ဆိုင်ရာမှလိုင်စင်မဲ့မော်တော်ယာဉ်များမော်တော်ဆိုင်ကယ်များဖမ်းဆီးမှုကြောင့်ပြည်သူတချို့မှာ၎င်းတို့ရဲ့လိုင်စင်မဲ့ယာဉ်များကိုဘုန်းကြီးကျောင်းများတွင်လာရောက်ရန်နာထားသည့်အတွက်သက်ဆိုင်ရာမြို့နယ်တန်ခနာယကအဖွဲ့ထံသို့တိုင်ကြားမှုများရရှိလာပြီးနောက်အဆိုပါညွှန်ကြားချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်းပြည်내သာသနာရေးရုံးနှင့်နှိစက်သူထံမှသိရပါသည်။ထို့ပြင်ဘုန်းကြီးကျောင်းများနှင့်သီလရှင်ကျောင်းများတွင်သာသနာအမှတ်တံဆိပ်ဖြင့်လိုင်စင်မဲ့မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များစီးနင်းတက်ဆင်အသုံးပြုခြင်းများရှိနေတဲ့အတွက်ထို့သို့လှုံ့ဆော်ခြင်းမပြုရန်ညွှန်ကြားချက်ဖြစ်ကြောင်းနှင့်လက်ရှိတွင်လည်းသက်ဆိုင်ရာကသာသနာအမှတ်တံဆိပ်ပါလိုင်စင်မဲ့ယာဉ်များကိုဖမ်းဆီးလျက်ရှိကြောင်းသိရပါသည်